အားလုံးမင်္ဂလာပါမနေ့ဖြန်ညနေမှာထွက်လာမယ် PCE data အကြောင်းကိုအားလုံးသိပြီးသားဖြစ်ပါတယ် PCE ဆိုတာကတော့တနည်းအားဖြင့်ပြောလို့ရှိရင်ဒါဟာ inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွမှုကိုတိုင်းတာပေးတဲ့ data ဖြစ်ပါတယ်တကယ်လို့မနေ့ဖြန်ထွက်လာတဲ့ PCE data ကများလာတယ်ဆိုရင်တော့ဘိုးဘာအနေနဲ့လည်းအတိုးနှုန်းတိုးလာနိုင်ခြေရှိလာစေမဲ့ data ဖြစ်လာမှာဖြစ်ပါတယ်တကယ်လို့ဘိုးဘာအနေနဲ့ဘာအတိုးနှုန်းကိုတိုးလိုက်တယ်ဆိုရင်တော့ဒါဟာ crypto ဈေးကွက်အတွက်ကောရွှေဈေးကွက်အတွက်ကောသတင်းကောင်းမဟုတ်ပါဘူးဒါမဲ့ US ဒေါ်လာအတွက်တော့သတင်းကောင်းဖြစ်လာမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းမနေ့ပြန်ထွက်လာမဲ့ data ဟာခမန်းထားတဲ့ပို့ပြီးရော့နေလာတယ်ဆိုတော့ဒါဟာဘိုးဘာအတွက်ဘာအတိုးနှုန်း short ချဖို့တွန်းအားဖြစ်စေမဲ့ data ဖြစ်လာမှာဖြစ်ပါတယ်။တကယ်လို့ဘိုးဘာအနေနဲ့ဘာအတိုးနှုန်းကို short ချလိုက်လို့ရှိရင်ဒါဟာ crypto ဈေးကွက်အတွက်ကောရွှေဈေးကွက်အတွက်ကောသတင်းကောင်းဖြစ်လာမှာဖြစ်ပါတယ်။ဒါမဲ့ US ဒေါ်လာအတွက်တော့သတင်းဆိုးဖြစ်ပါတယ်။ဆိုတော့မနေ့ပြန်ထွက်လာမဲ့ data ဟာ 0.2% ရှိမယ်လို့အများစုခန့်မှန်းကြပါတယ်။ခံမှန်းထားတဲ့ 0.2% အောက်ကိုကျလာတယ်ဆိုရင်တော့ဒါဟာ crypto ဈေးကွက်အတွက်ကောရွှေဈေးကွက်အတွက်ကောသတင်းကောင်းဖြစ်လာမှာဖြစ်ပြီးတော့ US ဒေါ်လာအတွက်တော့သတင်းဆိုးဖြစ်သွားမှာဖြစ်ပါတယ်။ဒါမဲ့ခံမှန်းထားတဲ့ပို့ပြီးတော့များလာတယ်ဆိုရင်တော့ 0.2% ကိုကျော်လာတယ်ဆိုရင်တော့ဒါဟာ crypto အတွက်ကောရွှေဈေးကွက်အတွက်ကောသတင်းဆိုးဖြစ်လာမှာဖြစ်ပြီးတော့ US ဒေါ်လာအတွက်တော့သတင်းကောင်းဖြစ်လာမှာဖြစ်ပါတယ်။ပြီးတော့တစ်ဖက်မှာလည်းခံမှန်းထားတဲ့အတိုင်း 0.2% သာထွက်လာတယ်ဆိုရင်တော့ဒါဟာဈေးကွက်အတွက်စိတ်လှုပ်ရှားစရာမကောင်းတဲ့သတင်းဖြစ်လာမှာဖြစ်ပြီးတော့ဈေးကွက်ငြိမ်လာစေနိုင်တဲ့သတင်းလည်းဖြစ်နိုင်ပါတယ်ပြီးတော့ American ဘိုးဘာအတွက်လည်းကြီးကြီးမားမားအပြောင်းလဲမလုပ်ဘဲနဲ့မူလကပလန်အတိုင်းဆက်သွားစေနိုင်တဲ့သတင်းဖြစ်လာမှာဖြစ်ပါတယ်